စက်ရုံမှာတုံးတဲ့ breaker တွေကအိမ်သုံး breaker တွေနဲ့ပါကွာတယ်သူတို့ကသင်ရဲ့တန်းနဲ့ချီတန်းတဲ့စက်ပစ္စည်းတွေကိုဘယ်လိုနည်းနဲ့ကာကွယ်ပေးနေတာလဲအဓိကကာကွယ်မှုတွေကိုအချက်၃ချက်နဲ့ပြပေးပါမယ်နံပါတ်1 overload protection ဝင်ပို့ခြင်းကိုကာကွယ်ခြင်းစက်တွေကသတ်မှတ်ထားတဲ့လောက်ထက်ပိုဆွဲပြီဆိုရင်နန်းကျိုးတွေပူလာပြီးတော့မီးလောင်နိုင်ပါတယ်အဲ့ဒီအခါ breaker တွေကအပူဒဏ်ကိုသိရှိပြီးတော့ချက်ချင်းမီးဖြတ်ပေးလိုက်တာပါအဲ့ဒီຢာကို overload protection လို့ခေါ်ပါတယ် short circuit protection လိုင်း short ဖြစ်ခြင်းကိုကာကွယ်ခြင်းဒါကတော့အန္တရာယ်ရှိဆုံးပါဝါယာကျိုးအဖို့အမထိမိတဲ့အခါလျှက်စီးကြောင်း current ကအဆမတန်မြင့်တက်သွားတတ်ပါတယ် industrial breaker တွေမှာပါတဲ့ magnetic transmit ကစက္ကန့်ပိုင်းတွင်မီးဖြတ်ပေးပြီးတော့ပောက်ကွဲမှုမဖြစ်အောင်တားဆီးပေးပါတယ်အဲ့ဒီအောင်တော့ short circuit protection လို့ခေါ်ပါတယ်နံပါတ်3 ground fault protection စက်ပစ္စည်းတွေထဲမှာဝါယာကျိုးပေါက်ပြီးတော့ကိုယ်တိုင်နဲ့ထိနေလူကိုထက်လိုက်နိုင်ပါတယ်အဲ့ဒါလို့ ground fault ဖြစ်တာကိုသိရှိပြီးမီးဖြတ်ပေးတဲ့စနစ်ကစက်ရုံလုပ်သားတွေရဲ့အသက်ဘေးကိုကာကွယ်ပေးပါတယ်ဒါကြောင့်သင်ရဲ့စက်ရုံမှာရေသွေးစိတ်ချရတဲ့ brand နဲ့မှန်ကန်တဲ့ ambiance ရှိတဲ့ breaker တွေကိုသုံးဖို့အရေးကြီးပါတယ်ဘယ်လို breaker မျိုးကိုရွေးချယ်ရမလဲမသိရင်တော့ MEW Engineering Group ကိုအခုပဲဆက်သွယ်လိုက်ပါ